သူများအရင်မပြောရဘူးလေဝက်လေလိမ့်မယ်ဆိုတဲ့စကားတစ်ခုရှိရဲ့သူများမားနေရဆိုရင်တော့ကိုနဲ့မဆိုင်မဲအရင်မပုတ်ခတ်ရဘူးအပြစ်မပြောရဘူးဆိုတာမျိုးပေါ့ဥပမာ तू ကအရင်ဝနေအသားမဲနေရဆိုရင်နင်ကအရင်ဝလိုက်တာ तू ကအသားမဲလိုက်တာနှစ်မျက်နှာကြီးကဖောနေရပဲလို့ပြောလိုက်မင်းကိုတကယ်ကိုတိတ်မကြခင်ပါပဲကိုရိုင်းကဝပြီးအသားတွေမဲလာတာမျိုးဖြစ်တတ်တယ်သိလားအဲ့ဟာပဲမဟုတ်သေးဘူးတယောက်ကသူတို့ဘဝမှာလေအဖြစ်တစ်ခုခုလုံးမိပြီးထားအဲ့ဒီအဖြစ်ကကိုယ့်ကိုမရိုက်ခတ်နေဘူးဆိုလို့ရှင်လူဟာထက်ပိုပြီးအတင်းသုံးမိရတို့အချင်းချင်းအပြစ်ပြောမိတာတို့ဆိုရင်လေကိုယ်ပါတစ်ချိန်ကျရင်ဖြစ်လာတတ်တယ်ဥပမာနေကရီးစားများလိုက်တာမျက်နှာအောင်များရဲ့တော်ရုံပြောရမဟုတ်ပဲဒါကြီးကိုနဲ့လည်းမဆိုင်ပဲအပြစ်လို့ပုတ်ခတ်ပြောနေလို့ရှင်တစ်ချိန်ကျလို့ရှင်လေကိုယ်ပါမရည်ရွယ်ပဲနဲ့ဘဝမှာရွေးချယ်ရခက်တဲ့အခြေအနေတွေဖြစ်လာတတ်တယ်ကိုယ်စိတ်ကပါအဲ့လိုကျင်းတဲ့ကြက်ထဲရောက်ရတာမျိုးလေးဖြစ်တတ်တယ်တဲ့အဲ့အားကြောင့်ကိုဘဝမှာတခုခုထူးဆန်းနေပြောင်းလဲနေပြီဆိုပြန်တွေးကြည့်လို့ရှိရင်တနေ့ရာမှာသတိမထားမိပဲသူများအောင်ပြောဆိုခဲ့တဲ့အတိုင်းပြန်ဖြစ်နေတာပေါ့နော်ကိုပြူတဲ့ကံကိုပြောတဲ့စကားအားလုံးကကိုယ့်စီကိုပြန်လာမှာပဲသူများမကောင်းတာတွေပြောရင်လှုပ်ရင်ကိုလည်းမကောင်းတာတွေကြုံလာရမယ်သူများကိုကောင်းတာတွေလုပ်ပေးရင်ကိုလည်းကောင်းတာတွေကြုံရမယ်မှတ်ထားနော်ဘာတွေပဲဖြစ်နေသူများကိုအရင်မပြောရအောင်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါဘိုင်ဘိုင်